ကဲတော်လန်ပြည်သူချပရိသတ်ကြီးများရေ NUG အစိုးရပြုတ်ပြင်ပြောင်းလဲရေးမှာလူဟောင်းတွေပဲပြန်ပါလာတယ်လို့အားလုံးကလေ NUG လူကြီးတွေကိုဝိုင်းပြီးတော့အပြစ်တင်နေကြတာကိုတွေ့ရတယ်ဗျကျွန်တော်ကတော့ဒီကိစ္စမှာ NUG လူကြီးတွေကိုအပြစ်လုံးဝမမြင်ပါဘူးဒါကလူငယ်တွေရဲ့အပြစ်မကင်းဘူးလို့တောင်မှကျွန်တော်ကသုံးသပ်ချင်ပါတယ်ဗျဘာကြောင့်လဲဆိုတော့ဒီအကြောင်းကိုကျွန်တော်ရှင်းပြပါမယ်ခင်ဗျအဓိကတရားခံကလေလူငယ်တွေရဲ့တားလိမ်မှာပြဿနာဗျခင်ဗျားတို့တတိထားမိကြလားမသိဘူး PDF လူငယ်ခေါင်းဆောင်တွေကိုလေမီဒီယာကအင်တာဗျူးတိုင်းမှာသူတို့ဖြေကြတာလေပါတယ်တော်လိုင်းရေးပြီးသွားရင်ဘာလုပ်မလဲလို့မေးလိုက်ရင်လေတချို့ကကျွန်တော်ကတော့အကြောင်းပြန်တက်မယ်ကျွန်မကတော့ခြံဆိုင်စားမယ်ကျွန်တော်ကတော့အမှုပညာကိုပြန်ပြီးမှလုပ်မယ်ကျွန်တော်ကတော့ကြပြဆရာလုပ်မယ်ဆိုပြီးမှလေဖြေကြတာများတယ်ဗျဒါကြောင့်လေ NUG လူကြီးတွေကဘယ်လိုမြင်လဲဆိုတော့လေဟာအကြည့်စမ်းဒီကလေးတွေလိမ်မာလိုက်တာအိုးငါတို့နေရာကိုလူးမဲ့သူတွေမဟုတ်ပါလားသူတို့လေးတွေနိုင်ငံရေးရေးမှန်းချက်တွေလည်းမရှိကြရှာဘူးဖြူစင်လိုက်ကြတာဆိုပြီးမှလေဟန်ဆောင်မှုအပါတဲ့မြစ်တာအစ်စ်နဲ့ချီးကျူးကြတယ်ဗျအဲ့မှာရေးစားမရှိဘူးလိမ်ပြောချင်းပြဿနာကအမှဇလန်စတွေ့တာဒါကိုဥပမာပေးရရင်ဗျာကို့မှာရေးစားရှိရတဲ့မိဘကိုမရှိပါဘူးလို့လိမ်ပြောတဲ့သားသမီးလို့ဖြစ်နေတာတဲ့မိဘကတကယ်ရေးစားမရှိဘူးထင်တော့လေစေတနာနဲ့သူတို့စိတ်တိုင်းကြသူတို့နဲ့နီးစက်ရပါတော့အပြူကြီးလူပြူကြီးတယောက်ယောက်နဲ့စီစဉ်ပြီးတော့ပေးစားလိုက်ကြတာပေါ့အခါကြမှာမယူချင်ဘူးလို့ငိုယူပြီးတော့ဒရာမာခင်းနေလို့မရတော့ဘူးလေမချို့အစမ်းကိုပဲကြည့်ပါလွတ်လပ်ရေးရပြီးသွားပြီဆိုရင်တော့စာရေးစရာလုံးမဲလို့ပြောခဲ့တာတကန်စီဗျလွတ်လပ်ရေးမရခင်မှာငါခေါင်းဆောင်လုပ်မယ်ငါဦးဆောင်မယ်ဆိုပြီးတော့ဦးဆောင်ရဲခဲ့လို့ခေါင်းဆောင်ဖြစ်လာတယ်အခုတော့ကျွန်တော်တို့လူငယ်တွေကကျွန်တော်တို့ကအာနာမမက်မောပါဘူးယာထူးမလို့ချင်ပါဘူးဆိုပြီးတားလိမ်မှာသမီးလိမ်မှာလုံးပြနေကြတော့လူကြီးတွေကလည်းအေးလိမ်မာတဲ့ကလေးတွေတွားရှေ့တန်းမှာတွားတိုင်းဦးတို့ကတော့နောက်တန်းကနေဝင်ကြီးပဲဆက်လို့တော့မယ်ဆိုပြီးတော့ဖြစ်ကုန်ကြတာပေါ့ဗျာကဲဟာတာလောက်တာခဏလေးရှက်ထားကြမယ်နော်ကျွန်တော်ဒီလိုပြောလို့ NUG ကိုမုန်းနေတဲ့သူလုံးမထင်လိုက်ကြပါနဲ့ဗျဒီ channel ကိုအမြဲကြည့်တဲ့ပရိသတ်ဆိုရင်သိပါတယ်ကျွန်တော်ဟာ NUG ရဲ့အမာခံထောက်ခံသူတယောက်ပါတက်တည်ပြရရင်ဟိုတလောကအမေကြီးနဲ့မန်လေး PDF ကိစ္စမှာဆိုရင်တောင်မှကျွန်တော်ကအမေကြီးဖက်မှာမရက်တီပန်းနဲ့တော်လိုင်းရေးအတွက်မန်ကန်နဲ့မန်လေး PDF ဖက်ကရက်တီပေးခဲ့တာခမများတို့အတိဆုံးပါပဲတချို့ကမေးကြလိမ့်မယ်ခမများက NUG အစိုးရကိုထောက်ခံသူမို့ဟိုကမဲဆောက်ကဒေါ်ကြီးပြအဂတိလိုက်စားမှုကိစ္စတုန်းကဘာလို့ထွက်မပြောတာလဲမကွေးမှာ CDM ဆရာဝန်မကြီးကိုပကဖရင်ဖမ်းတော့ကရောဘာလို့အတန်မထွက်တာလဲလို့မေးကြလိမ့်အမှန်ကတော့ဗျာNUG ကိုအမာခံဝင်းရန်သူတယောက်အနေနဲ့ကုပေါင်ကိုကူလန်ထောင်းမဲ့အဖြစ်မျိုးကိုဒီမြန်မာ viral now channel မှာမတင်ချင်လို့ပါဗျဒီ channel ကလေပေါ့ပလေးနဲ့တွားချင်တာကိုဗျဒါပေမဲ့ကျွန်တော်က NUG ကိုအရန်တုံနေအောင်ချစ်တော့အလိုတော့အရှမ်းမလိုက်ဘူးဗျချစ်လွန်းလို့အမားမြင်ထောက်ပြတယ်ဝေဖန်တယ်တက်မပေးတယ်ဘယ်မှာတက်တည်ပြရမလဲဆိုရင်ကျွန်တော်ရဲ့နောက်ထပ် channel တခုဖြစ်တဲ့ Exodus ဆိုတဲ့ channel မှာ NUG ကိုအပြုတ်သဘောနဲ့သုံးသပ်တက်မပေးထားတာတွေအများကြီးရှိပါတယ်ခင်ဗျအဲ channel ကိုအလယ်မသွားရသေးဘူးဆိုရင်တော့အခုပဲသွားလဲကြည့်ရှုပေးကြပါအောင်နော်အဲမှာကျွန်တော်ရဲ့နိုင်ငံရေးသုံးသပ်ချက်တွေတော်လိုင်းရေးအလူငွေဘယ်လိုစရင်စစ်လို့ရနိုင်လဲဆိုတော့အမြင်တွေကိုပါကျွန်တော်တင်ဆက်ထားပါတယ်ခင်ဗျကြည့်ရှုပြီးလို့နှစ်သက်သဘောကျတယ်ဆိုရင်တော့ subscribe လေးနေပေးသွားကြပါအောင်လို့ဖိတ်ခေါ်ချင်ပါတယ်ခင်ဗျဒါကြောင့်ဏိကုံချုပ်အနေနဲ့ပြောချင်တာကတော့လူကြီးတွေကိုသွားမစဲကြပါနဲ့လူငယ်တွေကတားလိမ်မှာလှုပ်လွန်းလို့ဖြစ်သွားရတဲ့အချင်းအရာဖြစ်ပါတယ်နောက်ဆိုရင်ကျွန်တော်တို့လူငယ်တွေဘက်ကမိဘတွေနားပူနားစာဖြစ်အောင်ကြီးကြတတ်တဲ့တာသမီတွေလှုပ်ပြဖို့လိုနေပါပြီလို့ပြောကြရင်လည်းနောက်ဗီဒီယိုမှာပြန်လည်ဆုံစည်းကြပါမယ်တော်လန်ပြည်သူများကိုယ်စိတ်နှပြကြားမှရွှင်လန်းနိုင်ကြပါစေခင်ဗျာ